ပြောင်းပြောင်းမှာဟိုလေရောတွေကတော့မြန်လို့လက်အုံမိုးတွေရှိကိုရင်းတွေအတူဘောအတူကောင်းတော်မသွေးဖြစ်ပါလေတည်းအားလုံးသိချမ်းသာကိုပြရပါတယ်ဝနဘာဘုဝိယကဘုဝိတကေခေမာနမသေပရမသေမေကေမေတခုပမဓမ္မဝရအတေတိနိဗ္ဗာနဂာမိပရမဟိတယဣဒံဝေဘုကေရဏဗဏိတံဣတေနသစ္စေနာဟုဟောတုခေမာနဝေလေးတော်တို့တွင်ပရမသေမေကေမေနုသံပြေသောမဟာသေတကူလာ၌ဘုံဤတကေပွင့်ပေါင်းကုန်ကြကောင်းစွာပွင့်သည်ခက်ပြားဆုံးရှိတာသောဝနပဘုံမေတော်ဟုတ်သည်နာတိကိုယထာအသေးမင်္ဂလာရှိတဲ့ကဲ့သို့တခုပမံတရာနဲ့နှစ်ချက်သုံးကထိုတော့သာလင်ကိုယ်မှာရှိတာသောနိဗ္ဗာန်ဂာမိဒုက္ခငြိမ်းရာနိဗ္ဗာန်ရောက်တော့ဖြစ်တာသောဓမ္မဝရသုံးပုံပိဋကတရားတော်များကိုဓမ္မဝရမြတ်သောသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာအကျင့်တရားတော်များကိုပရမဟိတယမြတ်သောနိဗ္ဗာန်တာဒုတိဝါလုံးမှာအသေတိကောင်းစွာမသွေထုတ်ကိုဟောကြားတော်မူခဲ့သည်ဆိုရေဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၌ဝါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဣဒံယရဏယံမိယရဏဘာဝဤဘုရားယရပြည့်နှစ်သက်ွယ်ကြောင်းအာဟုဝယ်ကြောင်းတိသာွယ်ကြောင်းကုသောွယ်ကြောင်းဘုံပေါင်းတည်တယ်ပဏိတာပဏိတော်လောကီသိတွေမွေကြောက်လံဗရမအစာကြီးတော်လောကီယရဏအာရုံတို့ထက်သာလွန်ထုကဲမွန်မြလာသောလောကုတ္တရာယရဏဤလည်းဖြစ်တော်မူပါပေ၏ဣဒေနာသစ္စေနဤသို့ထုတ်ဘောဟုံငါသောပြောဆိုရသောဘုရားရှင်စင့်မှန်သောဂုဏ်ကျေးဇူးနှင့်စัจ वे ဖြစ်သောဣမံသောဝစီသစ္စာမင်္ဂလာကုသိုလ်စေတနာသောတို့ကြောင့်သုံးပါးကံတေညာနာပေါင်းသူတော်ကောင်းတို့အားဗန္ဒီနံသတ္တဝါပေါင်းတို့အားအာမိတတို့ပါတို့သည်ကောင်းသောကြမ်းပါခြင်းသည်ကောင်းသောချမ်းသာခြင်းသည်ကောင်းသောလောကီလောကုတ္တရာသီဝတို့ထက်ခြင်းသည်ဟောတုသင်လက်မသွေဖြစ်ကြပါလေကုန်တည်းပိဋိကောမောသာကနာနာသောဂာသာလာဝိနောဒနာသဗ္ဗသံပတ္တိပရိလဗ္ဗတိတိကတဝါသုနာတမေသာရောနှလုံးပြောင်းပြောင်းတရားနာပေါင်းတို့ကောင်းတို့သုံးမေတင်ညာနာပေါင်းတို့ကောင်းတို့သည်ပိဋိကောမောသာကနာနာနိတ္တဆွေလာဝမ်းမြောက်ခြင်းကိုလည်းဖြစ်စေနိုင်တာတော့သောဂာသာလာဝိနောဒနာသောဂာသီရောကြောင့်သိကိုလည်းပယ်ခြင်းသို့တဲ့ငင်္ဂါသွမ်းနိုင်ပေတာတော့သဗ္ဗသဗ္ဗတိပရိလဗ္ဗံလူချမ်းသာတဝအမချမ်းသာတသွဲနိဗ္ဗာန်ချမ်းသာဆိုရသုံးသံသောချမ်းသာကိုလည်းရစေရောက်သိနိုင်တာတော့ဘုရားသာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်တယ်ကိုယ်တော်တိုင်လည်းသိဝိညာဉ်ကြရတော်သူလည်းသိကြတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ဓမ္မဝိပဿနာတရားတော်မြတ်ကြီးကိုတက္ကေသံအာယုန်တော်သိမသွားပဲတာနာသေးချာယုတိသွားသာလျံသိတိကတော်လေးသာသဘုအာယုန်ပြု၍သူနာဌာနာကြလိုက်ကြပါဦးတော့သူနာထာသောတာတော်ရာကတိုင်းကြ၍မနာသွင်းပိုင်ထောင်နာစัจ जा သေကုန်ရာတည်းသာဓုသာဓုသာရာတို့ဓမ္မလူကတော်ရတောင်းပေါ်ကြောင်းမှာတတိယအကျဉ်းမြောက်ကျင့်ပါတဲ့မြောက်ဘုရားဝိပဿနာသစ္စာဉာဏ်ဉာဏ်နိဗ္ဗာန်ဝင်တခါမွဲ့ရရှင်းရမြောက်တရားဝဲဒိဋ္ဌာလောက်တာဘယ်နည်းရှိပါလဲရှင်းရပါဗျာအခုကျောင်းမဲ့တရားဘာတရားဟောမလဲဒီကတရားသစ္စာပြပါဗျာဒီရသစ္စာဘုရားဘုရားကုရကာတာလုံးမှာပါတယ်
တရားရှိခိုးတော်မြတ်ကြီးရဲ့အဲ့ဒါဝိပဿနာတရားတော်မရှိဘူးလို့အဲ့မှာပါသွားတယ်အဲ့ဒါယောဂီတွေတရားနာတဲ့အခါမှာဒီခေါ်တဲ့တရားမှာနှလုံးသွင်းမှုဘယ်လောက်ကြည့်တယ်မကြည့်တယ်စမ်းလိုက်တာပဲတရားနာတာအနဲ့တွေပဲကိုသိအောင်နာတာနာကတရားနာပြီးတော့ဒီကခေါ်တဲ့ပုဂ္ဂိုလ်ကဘာပြောလဲဆိုတာကိုကနှလုံးသွင်းနာမှာဒီမှာတော့အတန်ကောင်းတာလည်းသိမရှိပါဘူးရုပ်ကောင်းတာလည်းမပါပါဘူးဒါလည်းကြည့်ကြလည်းမလို့ပါဘူးရှိလားဘုတနေ့ကနေသားဆရာတော်ကပြောတယ်တရားနာလို့ရှိရင်မျက်စိဖွင့်ပြီးနာပါဒါတော့ပြန်ဟောပြောစိတ်ပိတ်ပြီးတော့မနာပါနဲ့တရားထိုင်တဲ့အခါကမျက်စိမိတ်ပြီးတော့တရားထိုင်မှာအဲ့လိုဆုံးပါဘူးလားဆုံးပါပါဗျာအဲ့ဒါတစ်ချိန်လည်းမကနှစ်ချိန်လည်းမကသုံးချိန်လည်းမကအဲ့လိုပြောတယ်အဲ့ဒီကပြန်ဟောနေပြီးတော့အဲ့ဒါဟိုနောက်လာယောဂီကမျက်လုံးမိတ်ပြီးတရားထိုင်တာလုံးဝမဖြတ်ဘူးကိုယ်တရားတစ်ပါးပြောနေတဲ့စကားကိုမလေးစားတဲ့လက္ခဏာပြဆရာမကမျက်စိမိတ်မနာနဲ့ဆိုမနာနဲ့ပေါ့မျက်လုံးဖွင့်လိုက်ပေါ့ဟုတ်လားမှန်ပါဗျာအဲ့လိုမဟုတ်ဘူးဒါသူတို့ချင်တာလို့အဲ့အကျိုးမရှိဘူးပေါ့တရားနာတယ်ဆိုတာပုဂ္ဂလပညာကြမှာလားရောအရှင်ပုဂ္ဂိုလ်တွေဝေငါပညာဒီနတ္တိမရှိတော့ထိုပုဂ္ဂိုလ်တွေအဘဘောနှတ်ဖို့မရတိုင်းဘဘပုဂ္ဂိုလ်အဘဘပုဂ္ဂိုလ်နှစ်ပုဂ္ဂိုလ်နဲ့အောင်ပြမဖို့ရလိုက်တဲ့ပုဂ္ဂိုလ်ရဲ့မဖို့မရတဲ့ပုဂ္ဂိုလ်ရဲ့ဘယ်နှယောက်ရှိလို့မရပါဘူးဗျာကျောင်းရည်ဒီလာတာဘာလို့တင်းလို့လာတာမရပါဘူးဗျာကျောင်းလို့မဖို့နိုင်ငံပုံညာမရတာတော့ဟာမင်းတို့ဝိပဿနာဉာဏ်လေးတွေရလို့ရှိရင်ဒီတတ်တယ်သိတတ်တယ်ဒီတော့ဓမ္မလာဒီတရားလေးသိမလို့အသိမြတ်တယ်ဒီနဲ့လာကြတာဒါကအဝေးရလာတာတောင်မတော့လည်းအလုံးပဲမမိတဲ့ရတာအဲ့တော့အကျိုးရှိအောင်တရားနာသွားမှအကျိုးရှိအောင်တရားအားထုတ်သွားမှဖြစ်မှာပေါ့မှန်ပါဗျာအဲ့တော့အဲ့ဝေငါပညာဆိုတာဘာပြောတာလို့ဆရာကြီးကအဲ့ဒါအကြောင်းခံပြီးပြောနေတာဝေငါပညာဆိုတာမဖို့ရမယ်အကြောင်းလေးမှာအကြောင်းတစ်ခုပါတယ်ပါရမီဆိုတဲ့အကြောင်းလေးပါတယ်အကြောင်းတွေတော့ရှိတာပေါ့သူကဒီအကြောင်းလေးကိုပြောကြတော့ယောဂီတရားနာတာလေးလေးစားစားနာတော့ဒါပြောတယ်ဗျာဘယ်ကပြင်လာတော့ဘာလို့ဆရာသမားပြောတဲ့အာဘောကိုနားလည်နိုင်တဲ့ပညာတရားဟောတဲ့ဆရာကြီးကမ္မဋ္ဌာန်းဆရာကြီးအပြေဟောနေတယ်ယောဂီလာကုသိုလ်ရောက်လာတာမဟုတ်ဘူးတို့ဒီတော့ကုသိုလ်ရောင်တက်လာတာပါလားမပါပါဘူးဒီပါတယ်ဆိုလည်းအဲ့ဒီကျပြောင်းလိုက်ကုသိုလ်တော့ရမှာပဲအိမ်မှာနေလဲကုသိုလ်ရောင်လုပ်တတ်တာဘုရားဘာသာဒီကိုလာတာတရားလူတရားများအားထုတ်တတ်အောင်လာတာတနည်းပြောမှဆိုကမ္မထမ်းလာကြတာဒါကြလို့အဲ့လိုစိတ်နဲ့မလာရင်လည်းပဲဆရာတို့ဖြစ်စေချင်တာအဲ့စိတ်နဲ့လာပါဒီရိစ္ဆာကိုလာလို့ဒီကမ္မထမ်းလာတဲ့တာပြင်ပြီးရင်ဒါတွေတော့ကိုတက်သွန်းလို့ရှိရင်ပြန်ပြီးတော့အားထုတ်ပဲရိစ္ဆာအနေနဲ့တော့လည်းတော့ယောဂီတရားလည်းပေါ့ဖို့မလွယ်ပါဘူးတရားအလုံးနဲ့ခက်ခဲတဲ့တရားတွေဖះကိုယ်ကနဲ့ခက်ခဲတယ်သိနိုင်ခဲ့တယ်မြင်နိုင်ခဲ့တယ်ဒီလိုဟောတဲ့တရားတွေတို့တော့ဒီမှာဆရာဆရာမှာသမာဓိလေးရသွားရတယ်တချို့ဒါလာပြောရတယ်ဘုရားကိုကောင်းတယ်အဲဒီလိုချိန်မှာကျိုးလဲယုံနာအထိမြင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပေါ့အဲတော်တော်ဒါထူးခြားတဲ့လက္ခဏာတွေပဲတချို့ရိတ်တာတပွဲလို့ပြီးသွားတယ်ဘာသာမှမတော်နဲ့ပြန်တဲ့လူတပုံကြီးပဲကျောင်းရိတ်တာမှာမကြမ်းအဲ့လိုအတန်ထွက်တဲ့လူရှိပါတယ်ဝန်သာဘူးကောင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ပို့ချတဲ့ဆရာတွေရဲ့စနစ်တရားနဲ့ပတ်သက်တယ်ယောဂီတွေရဲ့ကြိုးစားမှုလည်းပါတယ်အဲ့ဒီမှာဘာပြောနေလဲဆိုတော့ဆရာတွေပို့ချတဲ့တရားကိုဘာပြောတယ်လို့နားလည်နိုင်တဲ့ပညာတွေပဲ
အဲ့ဒါကြတော့ဒီမှာဟောတဲ့ပုဂ္ဂိုလ်ကဟောတာယောဂီကမျက်လုံးမပြီးတော့ကိုတွေးချင်တွေးမယ်လှုပ်ချင်လှုပ်တယ်ဆိုဒီကသင်ကြားတဲ့တနည်းကိုသုံးနေနားလည်ပါလားနားလည်ပါဗျာအဲ့နားမလည်လို့အားထုတ်လို့မရအောင်နားလည်ပြီးတော့အားထုတ်တော့အခက်အခဲတွေရှိသေးတယ်တစ်ဖြည်းဖြည်းဒါလှုပ်သွားမှသေးတာလေအဲ့တော့ဆရာတွေပို့ချတဲ့ဥစ္စာကိုမှသိတာကြစိတ်ဝင်စားနားမထောင်ပဲနဲ့လှုပ်တဲ့ယောဂီဘယ်လုံးမှတရားပေါ့ဖို့မလွယ်ဘူးဒီအိဒါတွေမဟုတ်ဘယ်အိဒါတော့မရအောင်ကျောင်းသားတွေရောက်ဟုတ်လားကျောင်းနေပြီးတဲ့လူတွေများပါတယ်ဆရာကနေတော့သင်္ချာဘုတ်တွက်ပြတယ်ဟုတ်လားပုံစံထုတ်တယ်ဖောင်းလာအဲ့ဒါဒီသင်္ချာဘုတ်ဖွက်ကြတဲ့ကမှာဆရာပြောတာကိုစိတ်ဝင်စားပြီးနားထောင်ပြီးကြည့်ပြီးတော့ဆရာအာဝမိအောင်လိုက်တဲ့ကျောင်းသားအဲ့ဒီပုံစံတိုင်းတော့မေးလို့ရှိရင်သူဖြေတတ်တယ်တွက်တတ်တယ်အဲ့လိုကမဟုတ်လို့ရှိရင်အဲ့ဒီကျောင်းသားဘယ်လိုမှမတက်တာဘူးခုနကလို့ဆရာသင်တာကိုနားမလဲလို့မေးရင်လည်းတော်သေးတယ်မေးရင်ဆရာကထပ်ရှင်းပြမယ်မေးမမေးဘူးဆိုဒီကျောင်းကဘယ်လိုမှဒါနဲ့ပတ်သက်လို့မတွန်းကျင်နိုင်ဘူးဒီပါတရားနဲ့ပတ်သက်လို့ဒါအသိမပါဒါဥမာထုတ်ရတာယောဂီတွေလည်းဒီမှာအတော်နဲ့ခက်ခဲတဲ့ပါမတ္တတရားတွေကိုသင်ကြားပို့ချတဲ့ဆရာတွေပြောတဲ့အာယုကိုသိရစိတ်ဝင်စားနားထောင်ပြီးတော့ဘာပြောတယ်လို့မှနားမလည်မချင်းယောဂီအားထုတ်လို့ဘာမှမရဘူးအညောင်းဖတ်တယ်မှာပဲရှိတယ်ဘောလားမလို့ဟုတ်ပါဘူးအဲ့ဒါကိုလို့ဆရာပြောတဲ့ဥစ္စာဘာပြောလဲလို့စိတ်ဝင်စားနားထောင်ဖို့ကဆရာကိုကြည့်ကြကြလို့မရှင်းရင်လည်းမွေးရမယ်ဆရာတော်ကြီးမှာအပေါင်းပေးဆရာတော်ကြီးကမှလူတွေများလို့တရားစစ်တာမရှိဘူးတယောက်ချင်းလည်းစစ်လို့မလွယ်ဘူးအဲ့ဒါမလို့တကားဖွင့်လာတယ်ဘယ်ဆရာစီမာဖြစ်ဖြစ်ရဲ့မင်းတို့မရှင်းတာတွေမင်းနိုင်ခွင့်ရှိရဲ့မေးပါဆရာတွေရှင်းပေးလိုက်ပါဟုတ်လားအကွာမရှင်းမနဲ့လိုက်နေရပါမလားရပါဘူးဗျအဲ့ဒါမလို့ဆရာကြီးပြောတဲ့အာဘောကိုနားလဲနိုင်ခွင့်ရှိတဲ့ပညာကြည့်အောင်မှန်ပါဗျအဲ့တော့ယောဂီကစိတ်ဝင်စားနားထောင်ရမယ်ကြည့်နေရမယ်ဆရာလည်းကြည့်ပြီးတော့ဟောမယ်ဘာလို့ထပြီးသွားလို့ရမသိမျိုးလုံးမိကြလို့ရှိရင်ခေါ်တာဟောနေတယောက်မှမကြံမနဲ့လို့ဟုတ်လားကိုယောဂီကိုကြည့်ရတဲ့အခြေအနေကောင်းလားမကောင်းလားဟုတ်လားဆရာတို့တရားဟောနဲ့မနေဘူးမျိုးလုံးမိပြီးခေါ်တာအလေးမရှိဘူးဟာသိခေါ်တာပဲယောဂီကလည်းကြည့်ပြီးတရားနာဟုတ်လားဟုတ်ပါဘူးလက်ဆရာတွေပါတယ်ပြတ်ွက်တွေမှာဟုတ်လားအေးအဲ့လိုလို့ဘဝင်ကပညာဆိုတာနော်အဘိဓမ္မာလာတဲ့တကလုံးမှာအဲ့ဒါကိုဆရာတော်ကြီးတွေအဖွင့်နေမှာတော့အမျိုးဖွင့်ကြပါတယ်အခုဆရာပြောတဲ့အဖွင့်ကတော့ဆရာတော်ကြီးတစ်ပါးရဲ့အဖွင့်နှစ်သက်လို့ပြောရကြပါဆရာပြောတဲ့အာဘောကိုနားလည်နိုင်တဲ့ယောဂီတရားအထုတ်လို့ရမှာတော့မရဘူးလားရပါဘူးအဲ့ဒီတော့ယောဂီတွေလေးစားရတော့မှာတော့လို့ဘာဟောမဲလို့မျိုးဘာမှပြောနိုင်ဘူးရောဘုရားကာဏာထဲမှာပါသွားတယ်လေဝိပဿနာတရားတော်မြတ်ဒီကိုပါဟုတ်လားပါပါဗျာအဲ့ဒါဆရာဟောမှာဘာတရားဟောမလဲဘုရားကကြားလားမသိဘူးကြားပါဗျာရတာ6တော့ဘုရားတရားနာအဲ့ဝိပဿနာတရားဟောမယ်ဆိုတော့10ရက်တင်မှာ10ရက်အဲ့ဒီရှိပါဘောဒီကိုကဒီကကျတော့9ရက်အဲ့ဒါလက်တော့ကျတော့ဦးရိက10ရက်ဆရာကြီးကလည်းဟောတယ်အဲ့လိုဟောတော့ယောဂီတွေမှာတော်တော်လေးကိုပေါ့လေသိတော့ဘူးလို့ဆရာတော်ကသိတာပါလေမှန်ပါမသိရောမသိဘူးလားသိပါပါဒီမှာလည်းပဲကမ္မထာနဲ့ပတ်သက်တာအဓိကပေါ့ကိုကျင့်ဖို့အတွက်တော်တဲ့စကားလုံးကိုအဓိကဌာနတော်အောင်မှာအခုပြရရမမှတ်မိကိစ္စမယူမမှတ်နဲ့ဟိုကဟာဟောတဲ့ပုဂ္ဂိုလ်ကတော့တန်းတိုင်းဝိုင်းနဲ့ဟောရတာပဲဥပမာဥပယနဲ့သူအဝဇ္ဇံကောင်းလို့ဟောရမှာပဲဒီတော့အဲ့ဒါမှဘာလဲကိုလှုပ်တတ်ဖို့အတွက်ကမ္မထာနဲ့ပတ်သက်တယ်သင်တာပါတယ်အဲ့ဒါတွေမှတ်ဖို့ရည်ကြီးတယ်ကျန်တာမမှတ်ရရဲ့ကိစ္စမရှိဘူးသဘောလားမသိဘူးမှန်ပါပါအကုန်လုံးမှတ်မိမှာလည်းမဟုတ်ဘူးမှန်ပါကမ္မထာနဲ့ပတ်သက်တာပဲအဓိကမှန်ပါပါဗျာအခုဆရာဟောမှာလည်းပဲကမ္မထာနဲ့ပတ်သက်တာပဲဟောမှာမှန်ပါဗျာဒီမှာဟလာလိုရမယ်ရတော့အကြောင်းကျိုးတွေပြတဲ့တံမှာဟလာဘေးစကားလေးတွေပတ်သက်တာတော့ပါတာပေါ့ပါပါဗျာဒီဘေးစကားတွေကိုမမှတ်မိတဲ့အကြောင်းမဟုတ်ဘူးဟုတ်လားတရားအထုတ်တာကိုတိကျပြုဖို့သမာဓိပြုဖို့ဝိပဿနာတော့ဘာလဲဆိုတာသိရင်မလုံလောက်ဘူးလားလုံလောက်ပါဗျာအဲ့ဒါပဲယူပါအဲ့ဒါအဓိကပဲဟုတ်လားနော်မှန်ပါဗျာအဲ့တော့ဒီနေ့ဆရာဟောတဲ့ဝိပဿနာဆိုတာဆရာတို့ရိတ်တာဖိတ်တာရဲ့ခေါင်းစဉ်မှာဖိတ်တာရတဲ့ပုဂ္ဂိုလ်သိပါတယ်ဖိတ်တာမရတဲ့ပုဂ္ဂိုလ်ကတော့မသိဘူးပေါ့လေ
ဘာရေးထားလဲဆိုရင်မြတ်ဗုဒ္ဓရဲ့ဝိပဿနာအကျင့်တရားဆိုတာဘယ်လိုအကျင့်တရားမျိုးလဲကိုရှင်းထုတ်ထားတာပေါ့နောက်တိုင်းဥပအကျင့်တရားကိုမကျင့်လေဘယ်လိုအပြစ်တွေဖြစ်မလဲနောက်တိုင်းဥပနာအကျင့်ကိုကျင့်လေဘယ်လိုကောင်းကျိုးမှုတွေရမှာလဲနောက်တိုင်းဥပနာအကျင့်ကိုဘယ်လိုကျင့်ကြံပွားများအားထုတ်ရမှာလဲဒီလိုကျင့်လို့ကယောဂီအဖြစ်သိရင်ပြည့်စုံနိုင်ပါသည်လို့ပြတယ်မှာအဲ့လိုရေးတာဟုတ်မလားမှန်ပါဗျာအခုပြောတဲ့ခေါင်းစဉ်၄ခုကိုယောဂီတွေနားလည်သွားရင်ဥပ္ပန်တောင်နားမလည်နိုင်ဘူးလားလည်ပါဗျာဒီလည်းနားလည်ပါရဲ့တခြားလူလည်းပြန်ပြီးတော့ပြောမယ်ဆိုရင်ခဏခဏပြောလို့မရဘူးလားရပါဗျာဟုတ်အဲ့လိုရတာပဲဝိပဿနာကောင်းကောင်းသိသွားလို့ရှိရင်ယောဂီတွေဟာလားအကြည့်ရတာရရှိတဲ့ဟာလားပညာရဒီကဝါပြီပို့တင်တင်မဲ့တရားပဲအဲ့တော့ဝိပဿနာဆိုတာဘာလို့ခေါ်ရလဲသိလားဝိပဿနာကိုပြောဟောတာရပါဘူးဗျာဒီမှာတေးလေးပြောတရားဟောတာဘုရား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 ဇာနေနာလေးဟုတ်လားကရမောဒဘိက္ခဝေအသင်္ကနာဂာမိမေကောဝိပဿနာအယံဝုဒ္ဓတိဘိက္ခဝေအသင်္ကနာဂာမိမေကောတိဘိက္ခဝေသံဃာဘိမြောတွေ့ကြောင့်ညာဥစ္စေသာတို့အသင်္ကနာဂာမိမေကောနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ဒီကတမောအပေနီဘုရားအမိရဲ့ဘုရားကပြန်ပြည့်ဘုရားအမိဘုရားပြန်ပြည့်တာတာပဲနော်ဘေဝေသနာဘေမြောတွေ့ကြောင့်ညာဥစ္စေသာတို့အသင်္ကနာဂာမိမေကောနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ဒီကတမောအပေနီဝိပဿနာတိအယံဤဝိပဿနာအကျင့်ကိုပဲလေအသင်္ကနာဂာမိမေရောဒီနိဗ္ဗာန်ရောက်ကြောင်းကျင့်တယ်ဟူဝုဒ္ဓိကိုလိုအပ်၏ဩဝိပဿနာဆိုတာဘုရားတို့တဲ့စကားပဲအဲ့ဒီဝိပဿနာဟောတဲ့၄၀ကျန်ကဘာသိပါရင်ဖြည့်လာတာသူလည်းလည်းရတယ်ဟုတ်လားဒီမှာဆိုတော့ရတော့ဒီကဆရာတော်ဥသိကအသုံးနဲ့ဆို၄၀ကျန်ကဘာသိတန်တဲ့တရားကြီးဒီလိုပြောလို့မရဘူးလားရပါဘူးဒီဝိပဿနာဆိုတရားဘုရားရှင်နှုတ်ကပတော်ကနေထွက်ပြီးတော့ခေါ်ဖို့အတွက်ဘယ်လောက်ရှာခဲ့ရလဲဘုရားမူပိုင်တရားပဲနော်ကျန်တဲ့ပုဂ္ဂိုလ်ကလိုက်ပြီးတော့ကျင့်ကြံပြီးတော့ဆင်ငယ်ဆင်ပို့ချတာပဲရှိတာပဲဝိပဿနာဆိုတရားဘုရားရဲ့တရားအဲ့တော့ဒါကိုကြည့်ကြရမယ်ဘုရားရဲ့ဝိပဿနာတရားဒီဘာအတွက်ကျင့်တာလဲနိဗ္ဗာန်ရောက်ဘုရားကသခင်ရပြည့်တဲ့လမ်းနိဗ္ဗာန်ကိုရောက်ဖို့အတွက်ယောဂီတွေနေတိုင်းတောင်းနေတာဒါတော့ဤတခါဖြစ်ဖြစ်သီလဆောက်ပြခါဖြစ်ဖြစ်ဘုရားဘာသာဝင်တွေကောင်းမှုလုပ်တိုင်းမှာအနောက်ဆုံးပန်းနိုင်ကဘာလို့နိဗ္ဗာန်တို့ဒီအဲ့ဆိုရင်ဒီမှာဘုရားကပြောလို့ဘုရားကဖြေတာနိဗ္ဗာန်ရောက်တရားဆိုတာဘာလဲလို့ဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာဘာလဲတော့ဝိပဿနာပါဗျာဟုတ်ပြီလားအဲ့တော့ဝိပဿနာကျင့်မှမကျင့်မှနိဗ္ဗာန်ရောက်ပါမလားရောက်ပါဗျာဒါမှကြားဦးမှာတော့ပြီဒါနနဲ့နိဗ္ဗာန်ရောက်တယ်သီလနဲ့နိဗ္ဗာန်ရောက်တယ်လို့ပြောနေမှလားအဲ့ဒါဥပ္ပဒါနဲ့သင်္သာဟောတာအဲ့ဒါကြီးနိဗ္ဗာန်ရောက်ဖို့ဘုရားကိုဖွင့်ပေးရပြီးတော့ပို့ပေးတယ်တွန်းပို့ပေးတယ်အခုယောဂီရောက်တာပုံညာပြီးသင်္ခါရရောက်လာကြတယ်သူကြီးကဟောတာပုံညာပြီးသင်္ခါရနဲ့အပုံညာပြီးသင်္ခါရနဲ့သွားလို့ဆိုရင်ဘယ်ရောက်သွားပြီလဲဘယ်ရောက်ဝိပဿနာနဲ့အဝေးကျော်ပါပြီဟုတ်လားအဲ့လိုဝိပဿနာတွေကိုအားထုတ်အရာကောင်းပို့လိုက်တော့ဟုတ်လားကလျာဏပိဋကနဲ့တွေ့ဖို့လို့အဲ့လိုပို့လိုက်တဲ့အကြောင်းကတော့အဲ့ဌာနပြီးတာတွေပါတယ်ဟုတ်လားမှန်ပါဗျာဝိပဿနာကအနိကအကြောင်းနဲ့ပြောတာဘယ်လိုလဲပဲပို့ဖို့ရောက်လာတဲ့အခါမှာအဲ့ဝိပဿနာမှာမပွားလို့ဒီနိဗ္ဗာန်ရောက်ပါမလားမရောက်ပါဘူးဗျာနိဗ္ဗာန်နဲ့ဝိနေလေမညာဘူးညာရောက်ပါမလားမရောက်ပါဘူးဗျာမရဘူးကျန်တဲ့တွေ့တဲ့ပုဂ္ဂိုလ်တွေဖျက်လိုက်တာရှိတာပဲမဟာသရဏတထေသာတို့ဟာပါရမီပါပြီးသားပဲဒါရုံးတွေကြားဘူးလိမ့်မယ်ခရယားတွေမှာတို့မရောက်လာတဲ့ခါကျတော့တို့ပါရမီတွေဟာရတဲ့ရတဲ့အခွင့်အရေးမရတော့ဘူးအဲ့ပါမီပါပြီးသားပုဂ္ဂိုလ်တော်မှာအဲ့လိုဖြစ်တာအဲ့တော့ဝိပဿနာရဲ့ဝေးတော့ရရလားမရပါဘူးဗျာမရဘူးကောင်းပြီတော့နိဗ္ဗာန်ကြောင့်တရားတော့သိသွားပြီဒါဝိပဿနာဆိုတာဘာလဲအဲ့ဒါဘယ်လိုပြောလဲဘယ်လိုဒေသနာလာတဲ့နည်းဟုတ်လား
ပညာတိုင်သပိတော်ဟာအနိစ္စတိအာဂါရေနဝိဇာပတ္တိတိဝိပဿနာဒီလိုပဲရှိကျမ်းလို့ဆရာဒီလိုတူပြီးသွားတယ်ဝိပဿနာဝိဇ္ဇာကတော့အမျိုးရှိပါတယ်ဆရာတို့သုံးတဲ့အသုံးတွေဟာယောဂီတွေတဏှာနဲ့နားလေတဲ့အသုံးပဲထားသုံးတယ်ကျမ်းကျမ်းကမှလာတဲ့အလွန်မြင့်တဲ့အသုံးလုံးတွေကိုဆရာတို့ပေးမသုံးပါဘူးယောဂီတွေနားရှုပ်မှကြောက်လို့အဲ့ဒါတကယ်တရားလိုက်လို့ဆင့်မြင့်တဲ့ခါကျတော့မှဒါအရသာခံတဲ့ကအထသုံးတဲ့စကားတွေဘရမောဥဒ္ဓမောတို့ခါမျိုးတွေအဲ့လိုဗရမအဖွင့်တွေရှိပါတယ်ဗရမဆိုမဖောက်ပြမှုတို့ဒါတို့ဒီလိုအလွန်မြတ်တဲ့တရားတွေအဲ့အလုံးပညာရှိတွေအထက်တန်းတွေသုံးတဲ့စကားတွေယောဂီတွေသုံးရင်ရှုပ်မယ်ရုပ်ကဖောက်ပြန်တယ်ဗရမကမဖောက်ပြန်ဘူးဘုံနဲ့တိတယ်ပုံမှာအဲ့တော့ဒီလိုသုံးတွေသိမသုံးယောဂီတရားအထုတ်တတ်ဖို့အသုံးလုံးတော့ပဲဆရာတို့သုံးပါတယ်ဒါဘောပေါက်တယ်နော်ဟုတ်ပါဗျာအဲ့ဒါဆိုယောဂီတွေအလုံးလုံးမရဘူးလားမရပါဗျာဒါမုံမှန်တယ်လာတက်တာမဟုတ်ဘူးအခြေခံတင်တက်တာမှန်ပါဟုတ်လားသိမြင့်မြင့်လေးပြောလို့မရပါဘူးဗျာဟုတ်ရဲ့နော်အဲဒါလို့ပညာတွေသပိတ်တော်ဟာလောကအသုံးဖြစ်တဲ့သုံးခုပညာတွေကိုဖယ်ရမယ်တဲ့တရားအထုတ်တဲ့အခါမှာဖယ်ရပါဗျာသုံးခုဖယ်ရမယ်ဥပမာရရိသာပြောတဲ့နေကအစဖွင့်နေကြပါလို့ဆိုသုံးခုကတော့လောကမှာအကျိုးရှိတယ်နော်သုံးခုရှိတယ်ဟုတ်ပါတယ်ဘုရားကိုယ်တိုင်ကသုံးလို့မပြီးပါဘူးလားပြီးပါတယ်သုံးခုကအကျိုးချစ်ချက်ပြတာလေဒီသုံးခုသုံးလို့ရင်ဘယ်လိုအကျိုးရလာပါတယ်မေတ္တာကမ္မထာတိကအကျိုးပြီးကမ္မထာတိရတယ်ဒါပေမဲ့နိဗ္ဗာန်သွားမဲ့ဝိပဿနာအကျင့်ကြတော့သူ့ကိုထည့်သုံးလို့ရလားမရပါဘူးဗျာဟိုကိုယ်ဝင်ကြရမှာလားဝိပဿနာရှိမဲ့ပုဂ္ဂိုလ်တွေဒါလည်းတစ်ခုပြောဦးမယ်သမုဒိကသုံးလို့ရတယ်ဆိုတိုင်းလည်းပဲအဆုမသုံးတာလည်းမသုံးနေတာရှိတယ်ဒါလေးဆရာနည်းနည်းထည့်သုံးပါဟုတ်လားလိန်သွားတဲ့ကိစ္စတွေသုံးလို့ရပါလားမရပါဘူးဗျာဟုတ်တယ်အာဟုဆိုတာဝိကံဖြစ်လို့ဟုတ်လားမှန်ပါဗျာဘုံချောတဲ့ကိစ္စတွေလုံးလို့ဖြစ်ပါမလားမရပါဘူးဗျာဘာဖြစ်လို့လဲအဲ့ဒါအာဟုဆိုတာဖြစ်လို့ကျန်တဲ့လူပဲတော့မခံတော့စကားကြီးလုံးလို့ဖြစ်ပါမလားမရပါဘူးဗျာဘာဖြစ်လို့မဖြစ်တာလဲအာဟုပါအေးဟုတ်ပြီနော်ဒီအကျိုးမရှိတဲ့လောကီအကျိုးလည်းမရှိလောကုတ္တရာအကျိုးလည်းမရှိတဲ့သိပြင်းတဲ့စကားတွေအနှစ်မရှိတဲ့စကားတွေလုံးလို့ဖြစ်ပါမလားမဖြစ်ပါဘူးဗျာဒီလိုမျိုးသမုဒ္ဒရာသုံးလုံးဆိုမယ်အဲ့ဒီဝစီဒုတဲ့ဖြစ်မဲ့လေးခုတော့မသုံးရဘူးဒါလေးထူးမှာလားမှန်ပါဗျာသုံးလို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာအဲ့ဒါကဘာလဲဆိုတော့အကုသို့လမ်းကြီးဟုတ်လားမှန်ပါဒုတဲ့လမ်းကြီးအဲ့ဒီလေးခုကတော့အခုသုံးလို့ရတယ်နော်မှန်ပါဗျာဟုတ်ပြီဟုတ်လားအဲ့တော့လောကအသုံးတွေကိုဖယ်လို့ကမနက်ကပဲဒေသဆရာတော်ဥဒိကဟောပါတယ်ဘယ်တော့ဒီဖယ်ရလဲဆိုရင်ဟာအဝိဇ္ဇာမာနပညာတင်ဘုံဝိဇ္ဇာမာနပညာဖယ်တဲ့ရုပ်တည်နာနေဆိုတဲ့အသုံးတော်ကိုဖယ်ရဘူးလားဖယ်ရပါဘူးဒါပုံသွားပြီတရားထဲမှာအကုသိုလ်ကဖြစ်တဲ့ဟောလာခုနပြောတဲ့လောကထဲမှာအမှားတွေမှတ်ထားတဲ့အသုံးတွေဖယ်ရတော့ထားပါတော့ဒါရုပ်ပဲနာပဲအနိစ္စပဲဒုက္ခပဲအနတ္တပဲဆိုဒီဟာကြီးတော့ဖယ်ရမလားဆိုတော့တရားကျကဖယ်ရမယ်လို့ဆိုဒါလည်းတော့ရှင်းသွားပြီပဲဆရာပြေးခိုးပြရမယ်နော်ဖယ်ရမယ်တော့ဒီလိုမှမပြောရင်နားမလဲလို့ဝိဇ္ဇာမာနပညာဝိဇ္ဇာမာနပညာအရှိစုပြန်ပညာတာသူ့ပြောဘတ်တိုင်းပေါ့ဟိုလောကနဲ့ပြောမယ်ဆိုလို့ရှိရင်ဘေးနေမဲ့ပေါ်လိုက်တာဥပမာလို့တာပါဟုတ်လားသင်္လာနဲ့မွေးတဲ့ကလေးကိုနာမည်မဲ့တော့သင်္လာနေနဲ့ပတ်သက်တဲ့ဥစ္စာနဲ့မှဲ့ဘူးလားမှဲ့ပါဗျာအာရုံတခါကကနာနဲ့မှဲ့တယ်ပေါ့ဒါမှအဲ့လိုမမှဲ့ဘဲနဲ့နေနဲ့မကိုက်တဲ့နာမည်ကိုမှဲ့လို့မရဘူးလားမရပါဘူးဒီအဲ့ဒီဥပမာလို့ပေါ့နေနဲ့မကပဲမှဲ့တာတွေကြတော့ဘာခေါ်လဲဆိုအဝိဓမ္မနဲ့ပြညာလို့နားလဲလိုက်ခြေလုံးကပုဂ္ဂိုလ်ကြီးကခေါ်ပြောလာတော့ဟောတာပကံလို့ဖွက်လို့ဘာအောင်ညာတော့ဖတ်ရှိရတော့ပေါ်ရတာတခြားလေးအဲ့ဒါလိုက်လို့ရှေ့လူကြီးတွေသုံးတဲ့အတုပ်ကိုနောက်ကလူတွေလိုက်မသုံးဘူးလားသုံးပါဘူးသူကသုံးရတော့ဒါပေမဲ့ဖယားကြတော့အဲ့လိုမဟုတ်ဘူးနော်တကယ်သူ့ဘာလို့အရှိနေကိုကိုက်တဲ့စကားသုံးပါတာတဘာဝနဲ့ကပ်ပြီးသုံးတဲ့အသုံးကဖယားပဲသုံးပါတာအဲ့ဒါကိုဝိဇ္ဇာမဏ္ဍပညာခေါ်ဘာလို့တော့ဝိဇ္ဇာမဏ္ဍပညာယောဂီကပညာကိုယူမှာလားပရမတ်ကိုအောင်ပြီးမှာလားပရမတ်ကိုအောင်လို့ရုပ်ကိုလက္ခဏာမဲ့ရုပ်လို့ရှုတယ်ဆိုတဲ့ရင်ကတော့မနက်ကဥစ္စာဟောပါတယ်ဘာလို့ပညာနဲ့ရှုသွားတာဒါအလုံးပိန်မှုပါတယ်နောက်တော့ရှင်းသွားပါလိမ့်မယ်တော့အဲ့လိုပညာနဲ့ခုရှုတဲ့နေရာမှာအာဝိဇ္ဇာမာနပညာမပါဘဲနဲ့ဝိဇ္ဇာပညာနဲ့ရှုတာကတော့ကုသိုလ်ဖြစ်တယ်ဒါကြီးပဲမှတ်လိုက်အောင်ဟုတ်လားမှန်ပါရုပ်တင်တာနေမမြင်ဘူးပေါ့ကြောက်ရအောင်လုပ်မယ်ပေါ့ပေါ်လာတဲ့ရုပ်သိတာနာယောဂီအဲ့တော့သိတာပေါ့မှန်ပါဗျာဟိုရိတ်တာရုပ်တော့မသိဘူးလားသိပါဗျာဒီလိုမှမြင်ဟုတ်လားအဲ့ဒီလိုရုပ်တင်တာနေလို့ရှုနေတာကအာဟုသလားကုသိုလ်လားကုသိုလ်ကုသိုလ်
ကုသိုလ်ရတယ်ဒါလို့အဲ့နေရဥပဒနာခေါ်တယ်ဆရာတွေကသင်္ကန်းပို့ချလိုက်တဲ့ခါကျတော့အဲ့နေရနီးတွေကိုပြန်ပြီးတော့တုံးနေတာဟောအကြောင်းစီရင်ပေါ်တဲ့ဘုရားအကြောင်းနဲ့ကျိုးတဲ့ဆက်လက်ပေါ်လာတာပါတော့အဲ့ဒါပေါ်လာယုတ်တိရနာကြည့်ပါတော့ပြည့်တဲ့အနေစာအဲ့ဒါဥပဒနာနီးကိုပြန်ကြံ့နေတာအဲ့တော့ပဲတကယ်ရှုတော့ပြည့်စုံမှတည့်တဲ့လေးမှာတော့လို့လို့ပါလေပြည့်စုံမှလေးတော့ရောက်အောင်ရှုတယ်အဲပေါ်လာတာနွားကနဲ့မွားကနဲ့ပူနဲ့ရှင်းနဲ့ဆိုအဲ့ဒါရိုးဟုတ်လားသိတာဘာလို့သိဘာလို့သိပါဘူးလားသိပါဘာလို့ခေါ်လဲဒိဋ္ဌအဲ့ဒါတကယ်ဥပမာပြောတာမဖြစ်ပါဘူးလားတကယ်သဘာဝလက္ခဏာဖြစ်တဲ့ယုံနာဝိညာဉ်မဟုတ်ဘူးယောဂီရဲ့မှန်ပါဟုတ်လားဆရာပြောတဲ့တရားကိုယူပြီးတော့ရှုနေတာဝိဇ္ဇာမနပညာနဲ့ခုရှုနေတယ်အဲ့မှာပြတ်ပြီးတော့ပညာပါနေတယ်အဲ့နားရအောင်နောက်လေလေပါလိမ့်မယ်အဲ့ဒါကုပ္ပိနာမဟုတ်ဘူးဆရာသမားပြောတဲ့ပညာကိုကခတိကသမားကြီးထူထောင်ပြီးတော့တိရသမားကြီးကရလာတဲ့အတိကိုပြန်ယူမှကုပ္ပိညာအဲ့ဒါလို့ဆိုတာအဲ့ဒီအတိကကုပ္ပိကိုတတ်မှာခုနဆရာပို့ထားတာဒါရှုတာကိုပြန်သိနေတာအဲ့ဒီသိတဲ့အတိုင်းလိုက်